ကဲဟုတ်ပြီဆရာတို့ performance တွေကနေပြီးတော့เนาะဒီမှာရွေးချယ်ထားတဲ့ပုံစံတွေကဆက်ပြီးတော့တွက်ပြပါမယ်အဲ့တော့ဒါကဆရာတို့ဒီနံပါတ်7ပေါ့နော် question နံပါတ်7ရောက်ပါမယ်เนาะအဲ့တော့မနေ့ကဗီဒီယိုမှာဆရာတို့16ထိတွက်ထားပါတယ်အဲ့တော့ဒီမှာ7က chapter 2ပါเนาะ chapter 2မှာ let pure and denoted statement ပါညာစာရရတော့ဒီကနေပဲရေးပေါ့เนาะဒါကိုဆရာတို့က mathematical intention နည်းနဲ့တွက်ပြရမှာပါအဲ့တော့ for n equal to 1မကန်တဲ့ချက်မရှိရင်1နေစပါမယ်အဲ့တော့ left hand side က first stand 1 a ယူပါမယ်ပြီးတော့ရင် right hand side အတွက်ရှာပါမယ် right hand side အတွက်က a into r power ဘယ်လောက်လာမလဲဆိုတော့ n နေရာမှာ1 minus 1 divided by r minus 1မှာအဲ့တော့အပေါ်က r minus 1အောက်က r minus 1ကြည့်ရမယ် a ရပါမယ်အဲမလို့ဆရာတို့ left hand side နဲ့ right hand side နဲ့တူပါမယ်နောက်တစ်ဆင့်က for n equal to k assume that အဆင့်ပါအဲ့တော့ assume that အဆင့် a plus ar plus ar square plus etc plus ar power n နေရာမှာ k minus 1ရေးပါမယ် equal to a into r power k minus 1 divided by အောက်က r minus 1ပါဟုတ်ပြီနော်ဒါကတော့ဆရာတို့ assume that လေးပေါ့နော်အဲ့တော့ assume that the statement is true for n equal to k ဒါလေးဆိုပြီးတော့ရေးရမယ်စာကြောင်းပါနောက်တစ်ခုကကျတော့ဆရာတို့တက်တည်ပြမယ်နော် proof တက်ပြမယ်အဆင့်ရဲ့စာကြောင်း k မှာဆရာတို့လဲတယ်ဆိုရင် k + 1အတွက်ရှာပါမယ်ဒါဆိုတော့ a plus ar plus ar square plus etc plus ar power k minus 1တစ်ဆင့်ရေးပါမယ် plus ပြီးတော့မှဆရာတို့က ar power n နေရာမှာ k plus 1အစားသွင်းမယ်အနောက်မှာ minus 1မှာကြည်သွားမယ်ပေါ့နော်ညီမချင်း a into ဆရာတို့ r power က n နေရာမှာ k plus 1 minus 1 divided by အောက်မှာက r minus 1ပါ။ဒါတော့ဆရာတို့ဒီမှာဆက်တွက်ပါမယ် it is proved that အဲ့တော့ it is proved that တတိပြပါမယ်။တတိပြမယ်ဆိုတော့ဘယ်ဘက်ချမ်းအောင်ရေးပါမယ် a plus ar plus ar square plus etc plus ar power k minus 1 plus ar power k plus 1 minus 1ပေါ့နော်ဒါတွေကနေတွက်ပါမယ်အဲဆိုတော့ဒီကနေပြီးတော့ဆရာတို့ ar power k minus 1ဒီက assume that ရဲ့ဟာလေးကိုရေးပါမယ်အဲ့တော့ a into r power k minus 1 divided by r minus 1ပါ plus ဒီဘက်မှာ ar power k plus 1 minus 1အဲ့ plus 1 minus 1ကြည်သွားတော့ ar power k ပဲရေးလိုက်ပါမယ်နော်ကဲဟုတ်ပြီနောက်တစ်ဆင့်က by mean လေးဆွဲပါမယ် by mean လေးဆွဲပြီးတော့ဘုံပိုင်းညှိလိုက်ပါမယ်နော် r minus 1ဒါဆိုရင် ar power k minus 1 plus ar power k into r minus 1ဒီလိုရပါမယ်အဲ့ဒီမှာမှဆရာတို့တွေကမလုပ်မလဲဆိုတော့ a လေးကိုပုံထုတ်လိုက်အဲဆိုတော့ r power k minus 1 plus ဟုတ်ပြီနော် a ကိုပုံထုတ်လိုက်ပြီပုံထုတ်လိုက်တော့ r ကအထဲထဲဝင်မြောက်မယ်အဲဆိုတော့ r power k plus 1 minus r power k ရပါမယ် divided by အောက်က r minus 1ပါအဲ့မှာ plus နဲ့ minus နဲ့ကြည်သွားပါမယ်အဲဆိုတော့ a into r power k plus 1 minus 1 divided by r minus 1ပါရမယ်နော်အဲဆိုရင်ဆရာဒီမှာ n equal to k plus 1အတွက်မှန်ကန်ကြောင်းပြပြီးသွားပါပြီဟုတ်ပြီနော်နံပါတ်7ကဲနံပါတ်18နံပါတ်18ကလည်းဖတ်စာထဲကပါတဲ့ပုံစံပါပဲเนาะဒါပေမဲ့ဖတ်စာထဲမှာပါတာကတော့ a plus y နဲ့ divisible by ဖြစ်တယ်ဒီမှာတော့ h minus y နဲ့ဖြစ်ထားတယ်ပေါ့เนาะဒါတော့ခုနကတော့အတိုင်းပဲ condition မရှိတော့ for n equal to 1အဲဆိုတော့ h n နေရာမှာ1စသဖြင့်အဲ့တော့ h square power minus 1 y power 2 into 1 equal to a square minus y square ပါအဲဆိုရင်ဆရာတို့က a plus y တကွင်းနဲ့ h minus y တကွင်းနဲ့ရပါမယ်အဲဆိုရင်ဆရာတို့က h minus y နဲ့စားလိုက်ရင်ပြတ်သွားပါပြီဟုတ်ပြီနော်အဲ့တော့နောက်တစ်ခု for n equal to k အတွက်ပါ n equal to k ဆိုတော့ h power 2k minus y power 2k အဲ့ဒီကောင်က is divisible by h minus y မှာအဲ့တော့ h minus y နဲ့ဆိုင်ပြတ်တယ်လို့ယူဆပါမယ်တွက်ပြမယ်ကောင်တသိပြမယ်ကောင်က for n equal to k plus 1မှာh power 2 into k plus 1 minus
y power 2 into k plus 1 မှာပြီးတော့ is divisible by h minus y မှာဟုတ်ပြီနော်ပြီးတော့မှကျွန်တော် it is proved that သက်သေပြမယ်အဆင့်လာပါပြီ it is proved that ဟုတ်ပြီit is proved that သက်သေပြမယ်အဲ့တော့သက်သေပြမယ်ဆိုတော့ကျွန်တော်ဒီမှာ h power 2 into k plus 1 minus y power 2 into k plus 1မှာအထက်ထဲဝင်မြောက်ပါမယ်အဲ့ဒါတော့ h power 2k plus 2 minus y power 2k plus 2ပါဒါလေးပြီးသွားတဲ့အဆင့်မှာဆရာတို့တွေကနောက်တစ်ဆင့်ကိုဘယ်လိုပုံစံသွားမလဲဆိုတော့သူအရှုံးတက်လေးသုံးရမယ်เนาะအရှုံးတက်လေးကိုမှတ်ထားเนาะဒီမှာအရှုံးတက်လေးကသုံးရမယ်အဆင့်မှာကဲဟုတ်ပြီအဲ့တော့ဒီမှာအခြေပြုချင်းမြောက်ထညွှန်းချင်းပေါင်းဆိုတာသွားပါမယ်အဲ့တော့ a square into h power 2k minus y square into y power 2k ပါဒီလိုရေးလိုက်ပါပြီးတော့ပြီဆိုရင်ဆရာတို့ကအရှုံးတက်လေးကိုယူမှာအရှုံးတက်လေးယူမယ်ဆိုတော့ပထမ a square into h power 2k ဒါလေးကိုရင်ရေးလိုက်မယ်ပြီးတော့ဆရာတို့က h power 2k minus y power 2k ဖြစ်ချင်တာအဲဆိုတော့ minus ထည့်ပြီးတော့မှ a square into y power 2k လို့ရေးပါမယ်ဒါဆိုရင်ဆရာတို့က a square ကိုဘုံထုတ်တိုင်းမယ်ဆိုရင် h power 2k minus y power 2k ဆိုပြီးတော့အရှုံးတက်က divisible by ဖြစ်သွားပါပြီအဲ့တော့တင်ချာမှာအနှုတ်ထည့်ပြီးသွားပြီဆိုသူနဲ့တန်ဖိုး2အပေါင်းပြန်ထည့်ပါမယ် plus a square into y power 2k ပါအနောက်က minus y square into y power 2k ရပါမယ်ဒါဆိုရင်အရှိက a square ကိုဘုံထုတ်လိုက်ပါမယ်ဒါဆိုရင် h power 2k minus y power 2k ပါပြီးတော့ plus y power 2k ကိုဘုံထုတ်လိုက်ပါမယ် a square minus y square ရပါမယ်ဟုတ်ပြီနော်ဒါဆိုရင်တော့အရှိရကောင်က a square into h power 2k minus y power 2k plus y power 2k into ဆရာတို့က a plus y တကွင်းရယ် h minus y တကွင်းရယ်ရပါမယ်ဟုတ်ပြီနော်ဒါဆိုတော့ဒီဘက်ကအရှိရအရှုံးတက်ပါအနောက်က h minus y နဲ့မြှောက်ထားတဲ့အတွက်ကြောင့်မလို့ h minus y နဲ့စရင်ပြတ်ပါတယ်ဟုတ်မယ်နော်ဒါနံပါတ်18လေးပါကဲနံပါတ်19နောက်တစ်ပုဒ်အဲ့တော့ဒီကောင်က divisible by 7လို့ပြောထားပါတယ်အဲ့တော့ဆရာတို့ for ကဏ္ဍချက်မရှိတော့ n equal to 1ကနေစတွက်ရပါမယ်အဲ့တော့ n equal to 1အဲ့တော့ n equal to 1ဆို11 power 1 minus 4 power 1 equal to ဆရာတို့7ရပါမယ်7 divisible by 7ပါ for n equal to k ပါအဲ့ဆိုတော့11 power k minus 4 power k is divisible by 7ပါဒါကအရှုံးတက်ပါအဲနောက်တစ်ခု for n equal to k plus 1အတွက်ပါဒါဆိုရင်11 power k plus 1 minus 4 power k plus 1 is divisible by 7ဖြစ်ကြောင်းသက်သေပြပေးရမှာဟုတ်ပြီနော်7ဖြစ်အောင်သက်သေပြမယ်ကဲဟုတ်ပြီဒါဆိုရင် zero is true တက်လာပါပြီစာရေးပုံရေးနည်းတွေအားလုံးကဖတ်စာထဲအတိုင်းရေးကြရနော်ဆရာဆရာမရေးတဲ့အတိုင်းရေးရုံပါပဲကဲဟုတ်ပြီအဲ့တော့11 power k plus 1 minus 4 power k plus 1ကို9နဲ့စာရင်ပြတ်ကြောင်းသက်သေပြခိုင်းပါတယ်အဲ့တော့ပထမတစ်ဆင့်ဒီလိုမျိုး power မှာအပေါင်းတွေပါလာပြီဆိုရင်အခြေတူချင်းမြောက်ထညွှန်းချင်းပေါင်းသွားပါမယ်11 into 11 power k minus 4 into 4 power k ပါဟုတ်ပြီနော်ကဲဟုတ်ပြီများချင်းထိုးမယ်ဒီကောင်လေခုနကတော့ကအတိုင်းလေးဆရာတို့တွက်ကြည့်လို့ရပါတယ်ဟုတ်ပြီနော်ဒါမှမဟုတ်ရင်ခုနကတော့အတိုင်းဆိုတာဒီအပေါ်မှာအတိုင်းပေါ့နော်အပေါ်ကအတိုင်းလိုတဲ့ပုံစံမျိုးတွေတွက်လို့ရတယ်လို့နောက်တစ်ခုကတော့ဆရာတို့17က9နဲ့4နဲ့ပေါင်း17အဲ့တိုင်းနဲ့တွက်လို့ရပါတယ်နော်ဒီမှာတော့အဲ့လိုတွက်တာပို့ပြီးလွယ်ပါတယ်အဲ့တော့7 into 11 power k plus 4 into 11 power k minus 4 into 4 power k ပါ9နဲ့17နဲ့ပေါင်းတော့9နဲ့4နဲ့ပေါင်းတော့17ရပါမယ်ဒါဆိုရင်ဒီကောင်က7 into 11 power k plus 4ကိုပုံထုတ်လိုက်မယ်ဆိုရင်11 power k minus 4 power k ပါဒါဆိုရင်အနောက်ကအရှုံးတက်ပါအရှိရ9နဲ့နှောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့9နဲ့စာရင်ပြတ်ပါတယ်ဒါဆိုရင်ပြီးပါပြီဟုတ်ပြီနော်စာလေးရေးပုံရေးနည်းတွေကအဓိက main ချက်ကဒီအချက်တွေပေါ့နော်ဒီကရှင်းတာလေးက main ချက်ပါဒါရေးပုံရေးနည်းကတော့ဟိုရအတိုင်းရေးလိုက်ပါနော်ကဲ2020မှာ2 power 2 and minus 1 plus 1 is divisible by 3တဲ့
ကဲတော့အစပါမယ် for n equal to 1 2 power 2 into 1 minus 1 plus 1အဲ့ဆိုတော့2 power 1ဆိုတော့2 plus 1 equal to 3နောက်3က divisible by 3ပါ for n equal to k အဲ့တော့2 power 2k minus 1 plus 1 is divisible by 3ဟုတ်ပြီပြီးတော့ရင် for n equal to k plus 1ပါအဲ့ဆိုတော့2 power 2 into n ရမှာ k plus 1 minus 1 plus 1 is divisible by 3ပါဟုတ်ပြီအဲ့မှာဆရာတို့ရဲ့ it is proved တက်လာပါပြီအဲ့တော့ it is proved တက်နော် it is proved တက်ဒါဆိုရင်ဆရာတို့က2 power 2 into k plus 1 minus 1 plus 1မှာဒီများချင်း2 power 2k plus 2 minus 1 plus 1မှာအဲ့တော့2 power 2k plus 1 plus 1မှာကဲဟုတ်ပြီဒါဆိုရင်ဒီလိုလောက်ထားတဲ့ဆိုင်ဆရာတို့အရှုံးတက်ကိုသုံးပါဟုတ်တယ်နော်အရှုံးတက်ကိုသုံးပါဖြစ်တဲ့ကြောင့်ဒီစင့်ကိုမသုံးသေးဘူးအဲ့လိုမရှင်းမဲနဲ့ဒီမှာကြည့်မယ်နော်2 power 2k minus 1 plus 2လို့ပြန်ရေးပေးပါမယ်နော် plus 1တူတူပဲနော်အပေါ်နဲ့အောက်နဲ့အဲ့မှာဆရာတို့ကအခြေတူချင်းမြောက်ထညုံချင်းပေါင်းဒါလေးကိုတကွင်းလေးခတ်လိုက်ပါအဲ့ဆိုတော့2 square into 2 power 2k minus 1 plus 1ပါအဲ့တော့အရှိရ4ရမယ်အဲ့တော့4 into 2 power 2k minus 1 plus 1ပါအဲ့ဒါအောင်မှဆရာတို့က3နဲ့စားရင်ပြတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့3စားတစ်စားပြန်ခွဲပါမယ်3 into 2 power 2k minus 1 plus 2 power 2k minus 1 plus 1ပါဟောဒီနောက်ကဆရာတို့ရဲ့အရှုံးတက်ပါအရှိရ3နဲ့နှောက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့3နဲ့စားရင်ပြတ်ပါမယ်ရမယ်နော်ဒီအိုင်းလေးအဲ့တော့နံပါတ်21နံပါတ်21မှာ z ဝယ်ရတဲ့ equal to i လို့ပြောထားတယ်။အားကြောင့်မလို့ဆရာတို့ကသူ့ကိုတွက်တဲ့အခါမှာ example 11ပုံစံပေါ့နော်။အဲ့တော့ဒီမှာစပါမယ်။နော် sorry i equal to ဆိုတော့ဆရာတို့က real က0 imaginary က1ပါ။ဒါကိုဆရာတို့ complex number နဲ့ပြပါမယ်။ဟုတ်ပြီနော်။အဲ့တော့ဒီတိုင်း unit cycle လေးနဲ့ဒီဘက်မှာကြည့်လိုက်မယ်နော်။ r တွေ theta တွေအတွက်ပါ။အဲ့တော့ h က0 y က1အဲ့တော့ 0,1 ဆိုတာဒီမှာရှိပါမယ်အဲ့တော့ r ရဲ့တန်ဖိုးကတော့1 unit ဖြစ်ပြီးတော့ theta ရဲ့တန်ဖိုးက pi/2 ရပါမယ်ဟုတ်ပြီနော်တကယ်လို့ calculator နှိပ်လဲရတယ် calculator မှာ i equal ပြီးတော့ shift 2 3 equal နှိပ်လိုက်ရပါတယ်နော်အဲ့ဆိုတော့ trigonometric form မှာ r က1ပါ into cos theta နေရာမှာက pi/2 plus i sin pi/2 ပါဒီတစ်ဆင့်ပြီးသွားပြီဆို1လေးကမရေးတော့ဘူးเนาะဆရာတို့ r မှာ1ဆိုတော့1က1ပဲကဲဟုတ်ပြီနောက်တစ်ဆင့်ကဆရာတို့ theta plus 2k ပိုင်းပေါင်းပါမယ်အားကြောင့်မလို့ဆရာတို့ cos pi/2 plus 2k ပိုင်းဒါတစ်ခုပါပြီးတော့ရင် plus i sin theta နေရာမှာ pi/2 plus 2k ပိုင်းပါဟုတ်ပြီเนาะဒီတိုင်းလေးအဲ့လေးပြီးသွားပြီဆိုရင်ဒါ i က z ကျုနဲ့တူတာเนาะအဲ့ဒီဘက်မှာဆရာတို့ z ကျုလေးရေးလိုက် equal to ဒီဘက်ကဆရာတို့ခုနဟာလေးပြန်ရေးလို့ရတယ်เนาะအဲ့တော့ဆရာတို့ဒီမှာ z ကျုမရေးတော့ပါဘူး z equal to လို့ရေးလိုက်မယ်သဘောတရားဟိုဘက်ကိုကျုလို့သွားခံမယ်เนาะကျုလို့သွားခံမယ်ဆိုတော့ရောက်ဒီနေရာမှာလေးတောင်ဝင်လေးခတ်ပြီးသွားရင် cos pi/2 plus 2k pi plus i sin pi/2 plus 2k pi ဒီပိုင်း the whole power 1/3 ရပါအဲ့မှာဆရာတို့ z equal to cos ကဲဒီဘက်မှာဆရာတို့အပေါ်မှာက pi/2 plus 2k pi by အောက်က3ပါဟုတ်ပြီနော် plus i sin အပေါ်က pi/2 plus 2k pi by အောက်က3ပါဒီလိုရပါမယ်ဒါလေးကိုနောက်ဆင့်ထပ်ရှင်းပါမယ်အဲ့တော့ z equal to
ပြီးတော့ရင် cos เนาะတခါလေအရှင်းဆုံးပုံစံမျိုးလေးနဲ့အဲ့လိုရှင်းတဲ့အခါမှာပိုင်းကြီးပေါ့နော်နှစ်အပေါ်ကနှစ်အောက်က3ဆိုနှစ်3 6ရေးပါပြီးတော့ရင်ပိုင်း plus နှစ်ကဟိုဘက်သွားမြောက်ပါမယ် 4k ပိုင်းရပါမယ် plus I sin ဟုတ်ပြီနော် I sin ပိုင်း plus 4k ပိုင်း by 6ပါเนาะဒါလေးကတူတူပါပဲကဲဟုတ်ပြီဒါလေးရသွားပြီဒါလေးရသွားပြီဆိုရင်ဆရာတို့တွေက k တန်မိုးတွေတွက်ပါမယ်เนาะအဲ့တော့ဒီနေရာမှာ k တန်မိုး3မျိုး0ရယ်1ရယ်2ရယ်ပါเนาะဒီမှာလဲဆရာတို့ k ရဲ့တန်မိုးက0ရယ်1ရယ်2ရယ်ပါဒီလိုရပါမယ်0ရယ်1ရယ်2ရယ်ကဲဟုတ်ပြီဒါလေးပြီးသွားပြီဆိုရင်1 k နေရာမှာဆရာတို့0စသွင်းမယ်ဒါဆိုရင်z equal to cos ဟုတ်ပြီเนาะပြီးတော့ရင်လိုင်းမြင်းလေးဆွဲမယ်အဲ့တော့ k နေရာမှာ0ဆိုတော့ဆရာတို့ဒီမှာပိုင်းပိုင်း6ရပါမယ် plus ပြီးတော့ရင် I sin ပိုင်းပိုင်း6ပါဒါလေးကို calculator လေးနှိပ်လိုက်ပါเนาะပြီးတော့ရင်1 k နေရာမှာ1ပါအဲ့တော့ z equal to cos k နေရာမှာ1ဆိုတော့4ဟုတ်ပြီเนาะ4နဲ့1နဲ့ဆိုတော့5အဲ့တော့5ပိုင်းပိုင်း6ပါပြီးတော့ရင် plus I sin 5ပိုင်းပိုင်း6ပါနောက်တစ်ခု1 k နေရာမှာဆရာတို့ဘယ်လောက်လဲဆိုတော့2ပါ k နေရာမှာ2ဆိုတော့ z equal to ဟုတ်ပြီနော် cos ပြီးတော့ရင်8နဲ့1နဲ့ပေါင်းတော့9ပိုင်းပိုင်း6ပါ plus I sin 9ပိုင်းပိုင်း6ပါဒီမှာ similar form လေးပြန်ပြောင်းလို့ရပါတယ်เนาะအဲ့တော့ cos 3ပိုင်းပိုင်း2 plus I sin 3ပိုင်းပိုင်း2ပါဒါလေးဆရာ calculator နှိပ်လိုက်ရပါပြီเนาะရမယ်เนาะဒီတိုင်းလေးကဲဟုတ်ပါပြီနောက်တစ်ပတ်ကျမှကျွန်တော်နောက်ပု္ပ္ပစာအသစ်လေးတွေထပ်ပြီးတွေ့ပြပါမယ်เนาะကျေးဇူးတင်ပါတယ်